ကဲဒါကျွန်တော်တို့တောထဲလာပါပြီတောထဲရောက်နေပါ ထွက်လာတယ်ဗောနော်ပကေးချင်းထွက်လာတယ်ဆိုတော့ဘယ်ကိုလဲဆိုတော့စစ်သူဒါဘယ်နေရလဲမင်းပြောပြလိုက် Ice Age ဆိုတော့ ဒါကျွန်တော်တို့တညအိတ်ဗောနော်တညအိတ်ဟိုတောလန်းခီးဗောနော်အဲ့လိုမျိုးဟိုစမ်းချောင်းလေးတွေရှိတဲ့နေရာအဲ့လိုနေရာမျိုးမှာကိုကြိုက်တဲ့နေရာစမ်းချောင်းနဲ့နေရတဲ့နေရာမှာရေလဲချိုးမယ်အဲ့လိုကျွန်တော်တို့ချက်စားပါညာအတွက်ကျွန်တော်ဆန်လေးတွေနည်းနည်းယူလိုက်စားတောက်လေးယူလိုက်တဲ့အတွက်ကျွန်တော်အကြိုက်ဆုံးနေရာကိုရွေးချယ်ပြီးကားရက်ပဲဗောနော်ကားရက်တဲ့စခန်းမှာရက်ပြီးကျွန်တော်လမ်းလျှောက်မယ်လမ်းလျှောက်သွားမယ်ဘယ်လောက်ဝေးမယ်ဆိုတော့ကျွန်တော်မသိသေးဘူးကိုကြိုက်တဲ့နေရာရောက်ရင်ကျွန်တော်တို့ကားရက်နားပြီးတော့ကျွန်တော်တို့အဲ့နေရာမှာကျွန်တော်တညအိတ်မယ်ပြီးသွားရင်ကျွန်တော်တို့အဲ့ညဘက်မှာကျွန်တော်တို့ညစာကိုအဲ့မှာချက်စားကြမယ်မီးဖိုမယ်အဲ့လိုပေါ့တခါမှတော့ကျွန်တော်မလုပ်ဘူးသေးဘူးကျွန်တော်အတွေ့အကြုံပထမဦးဆုံးပဲစီသွားတာပထမဦးဆုံးလား ဒါပထမဆုံး သူလည်းပထမဦးဆုံးဆိုတော့ဒါကျွန်တော်နည်းနည်းတော့ရင်ခုန်တယ်အားကြောင့်ကျွန်တော်မြို့နဲ့အနီးဆုံးနေရာလေးတခုကျွန်တော်ရောက်လာတာပါโอเคမင်းပါပြောလဲပြော မြို့နဲ့အနီးဆုံးနေရာဆိုရင်လည်းနဲ့မြို့နဲ့45မိနစ်တနားလောက်တော့ကျွန်တော်လာတာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒါဟိုရွယ်ချက်မရှိဘဲနဲ့ညမှာသွားမလားသွားမယ်ဆိုပြီးနှစ်ယောက်သားထသွားလာပေါ့နော်နှစ်ယောက်လုံးကလည်းစင်ကယ်ကြီးဆိုတော့နည်းနည်းရတယ်ပေါ့နော်အလုံးရှိနေတဲ့လူတွေအလုံးဝင်နေတဲ့လူတွေဆိုရင်တော့မတည့်ဘူးအခုချိန်မှာနှစ်ယောက်လုံးကအလုံးနားထားတော့ကျွန်တော်တို့အားနေပဲကျွန်တော်တို့ဟိုအစီအစဉ်ဟိုကြိုပြီးတော့မချထားမယ်ထွက်လာတာဆိုတော့တချို့ဟာလေးအသုံးဆောင်လေးလိုအပ်ချက်လေးတော့ရှိရပါတော့အဲ့ဒီတော့အခုဆိုကျွန်တော်ရောက်ဖို့ဟာမစီဘူး10မိနစ်ပဲလိုတယ်ပြလိုက်ပါဦး10မိနစ်ပဲလိုတော့ဟာလမ်းလာတယ်ဟိုရက်ပြကဲအခုဆိုရင်ဒါကျွန်တော်တို့လာကျင်တဲ့နေရာမျိုးပဲကျွန်တော်ပထမ2နေရာ3နေရာရှာတယ်ပေါ့နော်ရှာတော့ဘာဖြစ်လဲဆိုတော့တောမထူအဲ့လိုဟိုဘယ်လိုခေါ်မလဲနည်းနည်း6ကက်ကက်ဖြစ်နေတဲ့နေရာမျိုးဆိုမကြိုက်လို့ကျွန်တော်ရွေးလိုက်တာဒီကနည်းနည်းပိုဝေးတယ်ပထမဆိုနိုင်ဝက်လောက်ပဲဝေးတယ်ပေါ့နော်ကျွန်တော်မျိုးနဲ့အခုကကြတော့တောထူတဲ့နေရာကိုကျွန်တော်ရွေးလာတာပေါ့နော်တောထူမှာကျွန်တော်တောသဘာဝအောင်ခံစားခြင်းလို့ဒီနေရာလေးကိုရောက်လာတာပါအခုတော့မှပဲကျွန်တော်တို့တော်တော်စိတ်ချမ်းသာနေပါပြီဘေးပတ်ပတ်လေးမှာကျွန်တော်တို့တကယ်တောထူနက်နက်တွေတွေ့နေရတော့တစ်ပင်ကြီးအကြီးကြီးနေပေါ့နော်ဆိုတော့ကြောက်ဖို့ကောင်းမယ်လို့တော့ကျွန်တော်ထင်ပါတယ်10မိနစ်ဆိုကျွန်တော်တို့ရောက်ပြီပေါ့ဟိုနဲ့ရင်ရနာစကန်ကိုရောက်ပြီပေါ့ကျွန်တော်စနေနဲ့ပူလာဒီမှာတော့ရောက်ပြီလို့ပြောရင်တော့ရင်ရနာစကန်ကိုတွေ့ပြီရပေါ့ဒီထဲမှာဝင်မှာဒီမှာဒီမှာပါကျွန်တော်လာတဲ့နာမည်ဒါအနာမည်လား Ice Age National ပေါ့နော်အဲ့ရ Okay ဒီပဲတွေ့ပါတယ်ရင်ခုန်ပြပါပဲကားတွေအများကြီးတွေ့ရဆိုရင်လူအများကြီးလာတယ်လို့ထင်ရတယ်ကျွန်တော်တို့ဒီမှာကားရတဲ့နေရာတွေမှာမြေပုံတော့ဟိုမှာတစ်သေးပဲရှိတယ်ဗျာအဲ့ဒါကြမြေပုံတော့ဆက်တော့ရှိကျွန်တော်တို့ဒါရုပ်ရှင်ကားတွေမှာတကယ်ကြီးတွေဖွဲလိုက်လာတဲ့ပုံစံမျိုးလေးပါပဲဒီလိုရက်တယ်ဒီမှာပြီးရင်ကျွန်တော်တို့တောထဲကိုဝင်မယ်ပေါ့နော်စီဘယ်နာရက်လဲဘယ်ရက်ခုနရက်ဘယ်နာရက်တော့ရက်ပါဟိုလမ်းလာတာလမ်းလည်း6ကနေရတယ်တော်လမ်းဒီလိုထားလို့ရလားလမ်းပိတ်နေလို့ဖြစ်ပါရပါတယ်ဒီထဲကောင်းမှာနော်ကောင်းပါโอเคပြင်အောက်ဆင်းဝင်ပတ်ပတ်လေးကားစီးပဲရှိရလာတာโอเค